ဒီကောင်ဟာကဘာပေါ်မှာဘသူနဲ့ပဲဖြစ်ဖြစ်ဘဲချိန်ပဲဖြစ်ဖြစ်တိုက်ခိုက်ဖို့ဝင်မလေးတဲ့တခုရီတော့တက်သွားပဲဖြစ်ပါလိမ့်သူရဲ့နာမည်ကတော့ဟန်နီဘက်ဂျာလို့ခေါ်ပါတယ်ဗျအရင်မြင့်ကတပေတော်မှမပြေပင်နဲ့အလေးချိန်ကလည်းပေါင်35ပေါင်ခန့်သာရှိတဲ့ဒီရဲ့တက်သွားကချင်းသေးတွေကိုရောဝဝနီကိုပါတိုက်ခိုက်နိုင်စွမ်းရှိပါလိမ့်စင်ပဲဖြစ်ဖြစ်တောကြပဲဖြစ်ဖြစ်သူကဘသူနဲ့တိုက်ခိုက်ရမယ်ဆိုတာကို cue ဆိုင်နေခဲ့ပါဘူးသူကတောပြရည်တွေကိုအဓိကစားသုံးလို့ရှိပြီးတော့ပြားတွေကိုလည်းမကြောက်တဲ့အတွက်ပြောင်းနေတဲ့ကိုလည်းဘာမှမဟုတ်တယ်လို့မျိုးတိုးဝင်သွားတတ်ပါလိမ့်ဒီလောက်ရဲ့စားလေးနဲ့အလေးချိန်ပဲရှိတဲ့အခြားသားမတက်သွားရီဆိုရင်ဒေါ်ရီမာတပတ်တောင်မှအသက်ရှင်နိုင်မှာမဟုတ်ပေမဲ့ဟန်နီဘဂျာအတွက်ကတော့အဲ့ဒီလိုဟုတ်နေခဲ့ပါဘူးဒါဆိုရင်သူ့ရဲ့လိုဝက်ချက်ကဘာရီများဖြစ်နေမလဲအဲ့ဒါကတော့သူ့ရဲ့အလွန်မာကျောတဲ့အရေးပြထူထဲတဲ့လက်သေးတွေနဲ့ဘာကုံမှဂိမ်းမဆိုင်တတ်တဲ့သူ့ရဲ့ဗီဇကြောင့်ပဲဖြစ်ပါလိမ့်သူ့ရဲ့ရေးပြဟာကြီးကအင်ဂျင်နဲ့တူပြီးတော့ဘယ်တိုင်းထရိတ်ဆန်ကားမှကိုက်ဖောက်လို့မရနိုင်ပါဘူးပြီးတော့လေမွေးစိတ်ဟာသူ့ရဲ့သွေးတွေကိုရောက်သွားခဲ့မယ်ဆိုရင်တော့သူကခဏလောက်အိပ်ပျော်သွားရုံနဲ့အစိတ်တရပြေပြောက်သွားနိုင်ပါလိမ့်ဒါပြန်ဒီဘဂျာတွေကအလုံးမထက်မြက်ကြပြီးဒရိတ်ဆန်ယုံတွေကနေထွက်ပြေးလွန်မြောက်ခဲ့တဲ့ဖြစ်ရတွေကလည်းအများကြီးကိုမှရှိခဲ့ပူပါလိမ့်